ကျွန်တော်တို့ရဲ့နေကြဘန်းကင်းကြီးတွေကိုတစ်ခါဝင်ရင်ဝင်ကြေး3000ကျတင်ပါတယ်ဗျနေကြဘန်းကင်းထဲမှာစဖီဆွဲရင်အရန်လှတယ်ဗျ နေကြပန်းကအဓိကမဟုတ်ဘူးမင်းသားနဲ့စဖီတွဲရရင်ဘယ်လောက်ပေးရမလဲ ကျွန်တော်တို့နေကြကင်းကပန်းတွေတင်လှတာမဟုတ်ပါဘူးလာလေတဲ့သူတွေရဲ့အပြုံးတွေကပိုလှပါတယ်ဗျာမင်းတို့ပန်းတွေကြည့်ပြီးဗိုက်စာလာပြီမလားလာကျွန်တော်တို့ရွာရဲ့အထူးအစီအစဉ်နေကြစိတ်ယုံနဲ့နေကြစိတ်ထမင်းကြော်ကျွေးမယ်လိုက်ခဲ့ကြစဖီဆွဲပြီးဗိုက်စာလာလို့တဲ့အဲ့နဲ့နေကြစိတ်ယုံနဲ့ခံနေရလေကျုပ်နေကြစိတ်ထမင်းကြော်ကြော်လိုက်အောင်မယ်ကျုပ်တို့စီလာလေတဲ့ဧည့်သည်တွေကိုဖော်ရွေပြီးဧည့်ဝတ်ကြည်ပါတယ်ဗျာနေကြပန်းကင်းစီလာကြပါနော်ထမင်းကြော်ကနေကြစိတ်လေးနဲ့ဆိုတော့မွှေးနေရောပဲ မင်းသားနဲ့အတူတူစပီလဲဆွဲရတယ်ထမင်းကြော်လဲစားရတယ်ဝင်ကြေး3000တန်သွားပြီ ယေ